မင်္ဂလာပါဒီနေ့မှာတော့ခိုင်ကိုဖူကူရှိရဲ့ဒီကိုကိုရိုတိုခါရာရာနော်ရှိကူမီအခန်းထဲကရှောကကီနိုခိုဆိုတဲ့အခန်းကိုအနည်းချုပ်နည်းနည်းလေးလာကြရအောင်နော်ရှောကကီနိုခိုဆိုတာကျတော့ဒီအစာခြေစနစ်ရဲ့ဖွဲ့စည်းပုံပေါ့နော်သူကဒီပစက်ကနေခုချီကာရာကိုမမတဲ့အပွန်နောခန်ဒစနာကာရူပေါ့နော်ဒီပစက်ကနေစိုးထီတွတ်တစ်ဆက်ထဲပဲတွတ်တစ်ချောင်းထဲပဲတွတ်ဆက်သွားတာပေါ့နော်သူထဲမှာဘာတွေပါလဲဆိုတော့ကိုကူပစက်ပါမယ်အင်တိုလေချောင်းပါမယ်နောက်ပြီးတော့ရှော့ကူတိုပေါ့နော်ဒီအစာလမ်းချောင်းပါမယ်အစာအိမ်ပါမယ်နောက်ပြီးတော့ဒီရှော့ချောပေါ့နော်ဥသိမ်ပါမယ်ဒိုင်ချောပြီးတော့ဥမပါမယ်ဥမကြီးပေါ့နော်ပြီးတော့ဒီကိုမွန်ပေါ့နော်စအိုပါမယ်ပေါ့တော့ဒီစုစုပေါင်းတော့ခုနှစ်ခုပါတယ်အဲ့ဒါကိုသူကတစ်ဆက်ထဲကိုတွားတာပေါ့နော်ရှော့ကကီခံလို့ခေါ်ရပေါ့နော်နောက်တစ်ခုကရှော့ချောဥသိမ်မှာကြတော့ဒီဂျူနီရှိချောပါမယ်ပြီးလို့ရှင်ခူချောပါမယ်ခိုင်ချောပါမယ်ပေါ့နော်ဒီအဲ့ထဲမှာသူအပိုင်း3ပိုင်းရှိရပေါ့နော်သူ့ရဲ့အရှည်ကကြတော့6မီတာနဲ့9မီတာလောက်ရှိပါတယ်နောက်တစ်ခုကဒိုင်ချောပေါ့နော်ဥမကြီးထဲမှာဘာတွေပါလဲဆိုတော့မိုးချောပါမယ်အဲ့ဒီညာဖက်မှာပုံလေးပြပေးထားပေါ့နော်မိုးချောကဒီဥသိမ်နဲ့ဆက်တဲ့ဟာပေါ့နော်ရှော့ချောနဲ့ဆက်တဲ့အပိုင်းမှာသူကအဲ့အောက်မှာတတိလေးပေါ့နော်ပိန်လေးအဲ့အပိုင်းကမိုးချောလို့ခေါ်တယ်နောက်ပြီးအဲ့တူရဲ့အပေါ်မှာဒီအဲ့အောက်ကနေအပေါ်ဆက်သွားတဲ့ဒီအပိုင်းကကြတော့ဂျောကိုခက်ချောလို့ခေါ်တယ်နောက်တစ်ခုကျတော့အိုကိုခက်ချောဘယ်ဖက်ကနေညာဖက်ကိုဒီအလျားလိုက်သွားတဲ့ဟာကိုအိုကိုခက်ချောပြီးတော့ဒီခက်ကိုခက်ချောပေါ့အပေါ်ကနေအောက်ပြန်ဆင်းလာတာပေါ့နော်ခက်ကိုခက်ချောနောက်အဲ့အကွေးနေရာမှာအောက်မှာအကွေးနေရာရှိတယ်အဲ့အကွေးနေရာမှာကျတော့ S ဂျောခက်ချောလို့ခေါ်တယ်နောက်ပြီးတော့ဒီအောက်ဆုံးမှာဒီဘာနော်အောက်ဆုံးမှာကြားတဲ့ဟာပေါ့နော်အဲ့ဒါကိုချောကူချောလို့ခေါ်တယ်သူ့ရဲ့ဒီအရှည်ကကြတော့1မီတာခွဲကနေ2မီတာလောက်ရှိပါတယ်ဒါကြတော့သူကဒီဒိုင်ချောမှာကြတော့သူအပိုင်းက6ပိုင်းလောက်ပါတယ်ဆိုပေမဲ့လည်းသူအရှည်ကကြတော့1မီတာခွဲကနေ2မီတာလောက်ပဲရှိရပါတော့နော်အားလုံးဆင်ပြေကြပါစေတကယ်လို့မလောက်ထားတဲ့ဗီဒီယိုတွေကမင်းဆန်တို့အတွက်အသုံးဝင်တယ်တကယ်အသုံးတဲ့တယ်ဆိုလို့ရှိရင်အမရဲ့အကောင့်ကို like and follow လေးလုပ်ပေးဖို့မမေ့နဲ့အောင်နော်ကျေးဇူးများတင်ပါတယ်